အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့မှာတော့ကျွန်တော်အဖေရဲ့ကျွန်တော်ရဲ့ Jersey City မှာရှိရဲ့တိုက်ရထွေကိုကျွန်တော်ပတ်စီရဖြစ်ပါတယ်အခုကျွန်တော်ယူရဲ့အပြန်မှာတရားကိုပတ်စီရပါတယ်ကျွန်တော်ခုစီးဖို့စောင့်နေဖြစ်ပါတယ်ဒီမောင်းတဲ့သူကခဏရက်နေလို့ပေါ့နော်ခဏစောင့်နေဖြစ်ပါတယ်ဒီမှာပါမောင်းတဲ့သူကဒီရှိရနေကျွန်တော်ရှိရဗလဲမောင်းတဲ့သူကမောင်းပါကျွန်တော်ဒုတိယတမှာထိုင်ပါတယ်တခြားတက်မှာထည့်လို့ရပါတယ်ကျွန်တော်စီးတက်တာနဲ့ကျွန်တော်ဖေးရပါလိုက်ပြီးစီးပြီးရပါဒါတော့တက်ပါပြီဒါတော့မောင်းတဲ့သူတက်တာပါကျွန်တော်တို့ကနောက်တစ်ခါကပတ်ပြီးလိုက်ရပါကျွန်တော်ကကြိုက်ရပါတယ်စားလာလို့ရပွားပါပြီကျွန်တော်ပြုတ်စီနေပါအဲ့မှာလမ်းပိတ်ပြီးခဏပိတ်ခိုင်းပါတယ်ကျွန်တော်ခဏစောက်နေပါတယ်အဲ့မှာလေကားရှိတယ်လို့လေကားကိုလည်းပိတ်ခိုင်းမှာဖြစ်ပါတယ်အဲ့ဒီကျွန်တော်ထွက်ပါတယ်ထွက်ပြီးကျွန်တော်Jersey City ကိုတက်ပါတယ်အဲ့မဲ့အဲ့ဒီတိုက်ကထွက်ရဘေးပါရှိရလဲဆို Jersey City 3လမှာရှိပါတယ်ခင်ဗျာအခုကကျွန်တော်ထွက်သွားပါပြီအခုကကျွန်တော်ပြန်ဆင်းလာပါပြီကျွန်တော်ပြန်ဆင်းလာတာဖြစ်ပါတယ်ပြန်ဆင်းလာပြီးကျွန်တော်ဓာတ်ယူပြန်စီးနေသေးပါတယ်ဒါပေမဲ့ထပ်မစီးတော့ပါဘူးအဲ့နဲ့ကျွန်တော်ပြန်ကြီးတဲ့ပြန်ထွက်လာပါတယ်ဗျာပြုံးစီကြပါခွာကြပြီးတော့တက်လာပြီ